ကဲဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ရှင်းပြပေးမှာတော့မွန်တွန်းရဲ့ကြောင်းလမ်းမှုကြီးကြီးမားမား magic coin နဲ့ collection point collector level ဘာတွေပြောင်းသွားမှလဲဘယ်လိုတွေဖြစ်လာမှလဲဆိုတော့အားလုံးရှင်းပြပေးပါမယ်အဲ့ဒါလေးမစခင်အခုလာမယ့် KOF အကြောင်းလေး KOF event အကြောင်းလေးနည်းနည်းပါးရှင်းပြပေးခြင်းပါတယ်ကိုလိုချင်တဲ့ KOF skin ကိုဘယ်လိုယူရမှာလဲဆိုတော့အခုလာမယ့် KOF event မှာကြတော့တစ်ဖက်ဘက်မှာ Pakito, Masha, Balado ပါမယ်ပြီးတော့တစ်ဖက်ဘက်မှာရှောင်းဂူရှင်ဒိုင်ရိုဂွနဗီယာအူရိုရာခရီနာတို့ပဲပါမယ်ကိုလိုချင်တဲ့စကင်ဘက်ပြောင်းပြီးတော့ဖောက်ရမှာဖြစ်ပါတယ်ရှောင်းဂူရှင်တို့ဂွနဗီယာဒိုင်ရိုတို့လိုချင်ပါကရှောင်းဘက်လာပြီးတော့ဖောက်ပါရှောင်းဂူရှင်ဘက်ကသဘောမကျရင်ဟိုဘက်ကိုပြောင်းပြီးတော့လည်းဖောက်လို့ရပါမယ်တစ်ဖက်မှာပြောင်းဖောက်ရင်တော့မာရှာပါကီတိုဘလာဒိုရမှာပဲဖြစ်ပါတယ်ရှောင်းဘက်ကိုလက်ဖောက်ရင်တော့ first stand draw မှာကိုရှိမှာဂရီနာစကင်မရှိရင်ဂရီနာစကင်ဖြစ်တဲ့လီယိုနာလည်းရမှာဖြစ်ပါတယ် first stand draw မှာအကယ်လို့ကိုရှိမှာဂရီနာစကင်ရှိရင်80စကင်တကောင်ရပါမယ်ဒီဘက်အကြောင်းလေးပြီးပြီဆိုရင်မွန်တွန်းဘက်ကပြောင်းလဲမှုကြီးကြီးမားမားပလီယာအတွက်လုံးဝနဲ့နားစရာဖြစ်တဲ့ magic crystal ပြောင်းလဲမှုဘယ်လိုတွေဖြစ်သွားလဲဆိုရင်ဆက်လက်ကြည့်ရအောင်ကဲဆိုတော့မြင်တဲ့အတိုင်းပါပဲ magic coil တော့ဒီပုံစံလေးဖြုတ်ရပါမယ်လွန်ခဲ့တဲ့2018-19လောက်ကစော့တဲ့ player တွေဆိုရင်တိမှာပါအရင်တော့ဆိုရင် magic coil ကဒီပုံစံပါပဲအခုလာနေတဲ့ magic coil update မှာကြတော့ player အတွက်နည်းနာစရာရှိတာကကိုစုထားတဲ့ magic crystal တွေကိုဒီထက်မှသုံးလို့မရပါဘူး magic coil point diamond တွေနဲ့သုံးပြောလှည့်လို့ရမှာဖြစ်ပါတယ်magic coil လဲရင်ကံကောင်းရင်တော့4-5ချိန်တည်းနဲ့ legend skin တကောင်ရနိုင်ပါတယ်ဘယ်လိုလဲဆိုတော့magic coil ကိုအချိန်200လက်လိုက်ရင်အဲ့ချွေရောင်အတုံးလေးရပါမယ်ကဲလို့တင်ကန်ကောင်းတယ်ဆိုရင်4-5ချိန်တည်းနဲ့အဲ့အတုံးလေးတစ်ထုံရပါမယ်အဲ့အတုံးလေးနဲ့ကိုလိုချင်တဲ့ legend skin ကိုပြောင်းလို့ရပါတယ်ပလီယာတွေအတွက်နည်းနာစရာရှိတာတော့ကိုစုထားတဲ့ magic crystal တွေကိုသုံးလို့မရပါဘူး magic crystal တွေကိုအခု zodiac skin လှည့်တာတို့ collector skin ဖောက်တာတို့မှပဲသုံးလို့ရပါမယ်ကဲဆိုတော့ magic coil ကိုကျွန်တော်တစ်ချက်ဖောက်ကြည့်လိုက်မယ်နော်ဘလူတွေဘာတွေရလဲဆိုတော့ let's go ကြည့်လိုက်ရအောင်ပထမတစ်ချိန်ဖောက်ကြည့်လိုက်ပါမယ်ဗျာကဲအခုဖောက်လိုက်တာကျွန်တော်မြင်တဲ့အတိုင်းပါပဲ profile gift ပေးတဲ့ဟာရပါတယ်ဒီတိုင်းဖောက်ရင်ဒီထက်မှ emote တို့ profile gift လက်ဆောင်ပေးတဲ့ဟာတို့ရပါမယ်magic coil update အကြောင်းရှင်းပြပေးပြီဆိုတော့အခုကျွန်တော်တို့လာမဲ့ universal collector collection point ဖြစ်တဲ့ wall collector mega collector တို့အကြောင်းရှင်းပြပေးပါမယ်နည်းနည်းဘယ်လိုဖြစ်သွားမှာလဲဆိုရင် let's go ဆက်လက်ကြည့်လိုက်ကြရအောင်အခုလက်ရှိကတော့ advanced server မှာရောက်နေပါပြီ universal collector collection point ပြောင်းလဲမှုတွေဘယ်လိုတွေဖြစ်သွားလဲဆိုတော့ဒါကတော့အခုကျွန်တော်ရဲ့ advanced server အကောင့်ပဲဖြစ်တယ်universal collector collection point မှာဘာတွေပြောင်းလဲသွားတယ်ဆိုတော့ကြည့်ကြရအောင်အခုကျွန်တော်မြင်တဲ့အတိုင်းပါပဲဒီမှာဆိုရင်ကျွန်တော်က junior collector 3ပဲဖြစ်ပါတယ်ကဲဆိုတော့ကျွန်တော်အခုထောက်ပြပေးပါမယ် universal collector ကဘယ်လိုဖြစ်မှာလဲအခုမြင်တဲ့အတိုင်းပါပဲ wall collector mega collector တို့ universal collector mega collector ကြတော့ point 36000 wall collector ကြတော့ point 28000 universal collector ကြတော့ point 500နဲ့စပါမယ်သူ့ရဲ့ intro လေးပြပေးပါမယ်သူ့ရဲ့ intro ကတော့တကယ်လှတယ်ဗျာ share ပဲထောက်ပြပေးပါမယ်အခုကြည့်လိုက်ကြရအောင်ဘယ်လိုလဲ intro ကကြတော့ကဲဆိုတော့ universal collector intro မြင်တဲ့အတိုင်းပါပဲပြီးတော့ဒီထက်မှာထူးခြားတာပါလဲဆိုရင် universal collector ရောက်ရင်အဲ့လို lovely intro လေးမှာအဲ့လိုလေးရပါမယ်အဲ့လိုကိုပြတဲ့ဟာလေးပေါ့ universal collector ဆိုပြီးတော့ဒါကတော့စကင်ရှိတဲ့လူအတွက်ပြောစရာကြီးခင်ဗျားတို့ကျွန်တော်တို့အတွက်တော့မျက်ရည်နှစ်ဆက်ပါပဲစကင်မရှိလို့အဲ့ဒါတော့မရပါဘူးဆိုပြီးတော့နောက်ထပ်ဘာတွေပြောင်းသွားတယ်လဲဆိုရင်ထပ်ပြပေးပါမယ်နောက်ထပ်ပြောင်းလဲမှုကကြတော့ကျွန်တော်တို့ collection နေရာမှာအ shop လေးလို့ပေါ်ပါမယ်အ shop လေးထက်ကိုဝင်ကြည့်ရအောင်ပါလဲဆိုရင်နှိပ်ကြည့်လိုက်မယ်ဗျာကဲဆိုတော့မြင်တဲ့အတိုင်းပါပဲကိုရှိမှာ collection point များများရှိလေကောင်းလေပေါ့အမှအလို token လေးရပါမယ်အဲ့ token နဲ့ဒီထက်က scan trinket တို့ emote တို့ဘာလို့လဲရမှာပဲဖြစ်ပါတယ်အဲ့ဒါကြတော့ကို collection level အလိုက်ပွင့်ထားတဲ့ဟာပဲလဲလို့ရမှာပါစ
ဆက်ပြပေးမယ်နော်ဒါကြတော့ ribbon collector ဆိုရင်ဘောင်လေးလဲလို့ရမယ် external collector ဆိုရင်ကျွန်တော်တို့စာရီပါရီပို့ရင်အလိုချွေအောင်လေးနဲ့ပေါ်မယ်ချွေအောင်လေးနဲ့ပေါ်တဲ့ဟာကြီးပေါ့ပြီးရင်ကျွန်တော်တို့ external collector မှာဆိုရင်ကျွန်တော်တို့ profile ရဲ့ background ဒီလိုမျိုးလေးပေါ်ပါမယ်ဒါလေးလည်းလဲလို့ရပါမယ်အဲ့ဒါအပြင်ကျွန်တော်တို့ mega collector ရောက်ရင်ဒီ emote လေးရပါမယ် emote ကကြတော့ lovely intro မှာပေးတဲ့ဟာပြီးရင်ကျွန်တော်တို့ player name လှလှလေးဒီလိုရွှေအောင်လေးပေါ်မယ် mega collector ရောက်ထားရင်တော့ဒါလေးလဲလို့ရပါမယ်အဲ့လိုနာမည်လေးရတော့လုံးဝလှလှလေးပေါ်ပါမယ်ဘော collector မှာကြတော့အဲ့လိုဘာမှမရှိပါဘူးကျွန်တော်တို့ emote လေးပဲလဲလို့ရမှာပဲဖြစ်ပါတယ်ကဲအခုပြောင်းလာတဲ့ update မှာတော့ skin များတဲ့လူဆိုရင်ပျော်စရာကြီးဗျကျွန်တော်တို့လို skin မရှိတဲ့လူဆိုတော့ဝမ်းနည်းစရာမျက်ရည်24ပေါ့ကဲဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုကြိုက်ခဲ့ရင်သဘောကျခဲ့ရင် like လေးပေးခဲ့ဗျာနောက်ထပ်မုံတွန်းရဲ့ update လာမယ့် update လေးကိုသိစေရန်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးထားပါဗျာနောက်ထပ်ကျွန်တော်လာမယ့် update ကိုဆက်လက်တင်ပေးသွားပါမယ်ဗီဒီယိုလေးအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးပါဗျာ